Mama di nada muita ma ဝိဇာလား muita ni mui အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဆွေတို့အိမ်မှာလေရာသီစားလေးတွေကိုဖွယ်ဖွယ်ရာလေးချက်ပြီးတော့ထမင်းတူတူစားကြမယ်နော်ဆွေတို့တပည့်စားစရာလေးတွေကစီအသုံးနဲ့တယ်ပေါ့နော်ဆွေချက်တာလေးတွေကိုကြည့်ပြီးတော့လိုက်ပြီးတော့ချက်စားကြည့်ခြင်းနဲ့ဆိုပြီးတောင်းဆိုထားတဲ့လူလေးတွေလည်းများလာဆိုတော့လေဒီနေ့ဆွေအားလုံးနားလည်လွယ်အောင်လို့ဗမာလိုလေးပြောရင်းနဲ့ချက်ပြသွားမယ်နော်ဒါတော့ဆွေတို့ချက်အနောက်မှာရှိတဲ့ဝယုံကနေပြီးတူးလာတဲ့ဝဘိုးမြစ်ပေါ့နော်မြစ်ကဆက်ချက်ရင်လေဒီလိုဝဘိုးမြစ်လေးနဲ့ချက်မှချိုပြီးတော့အရသာပိုကောင်းပါတယ်ရှင်အားလုံးလေးပြီးပြီဆိုတော့လေဆွေတို့ရေစအောင်ဆေးပြီးတော့ပြုတ်ထားလိုက်ပါမယ်ရှင်ဟင်းချိုတဲ့ကိုထက်ချက်မဲ့မြစ်ကိုလည်းဆွေတို့ခပ်ပါပါလေးလေးထားလိုက်မယ်နော်ဟင်းချိုချက်ဖို့အတွက်မြင့်လေးတွေလည်းရပြီဆိုတော့လေဆွေတို့စူးနေအောင်တည်ထားတဲ့ယူနီအိုတွေကိုထည့်ပြီးတော့မြင့်ကျက်တဲ့ထိချက်ထားလိုက်ပါမယ်ရှင်ဒီငါကလေဆွေတို့ရွာရဲ့အနောက်ရက်ကနေလာရောက်တဲ့ငါးတွေပေါ့နော်ကြည့်အောင်လက်ဆက်ပြီးတော့ဖြူဖွေးနေရပဲဒီငါကိုရေခဲလုံးဝမရိုက်ထားအောင်နော်ငါ့ကိုဆွေတို့တက်စင်ပြီးတော့စားနဲ့နဲ့ထားလိုက်မယ်နော်ပေးစားမယ်ကျော်ချက်ထားတဲ့မြင့်ရင်ချိုလေးတွေကိုစပင်လေးထုပြီးတော့ထည့်ပါမယ်အရသာအနေနဲ့စားနဲ့အရသာမို့လေးအနှဲငယ်ထည့်ပါမယ်ရှင်အရသာရပြီဆိုတော့မှလှော်ထားတဲ့ငရုတ်ကောင်းမှုလေးနဲ့ကြက်တော်ပြိုလေးထောင်းပြီးတော့ထည့်လိုက်မယ်နော်ဒီလောက်ဆိုလို့ရှိရင်တော့ဆွေတို့ရဲ့မြင့်ရင်ချိုလေးကတော့ချက်ပါပြီရှင်မြစ်ကဆက်ချက်ဖို့အတွက်ဆွေတို့ဟင်းအင်းလေးတွေထောင်းထားလိုက်မယ်နော်ငရုတ်သီးလေးတွေကိုညက်နေအောင်လို့ထောင်းပါမယ်ငရုတ်သီးညက်ပြီဆိုတော့မှကြက်တော်ပြိုနဲ့ကြက်တော်နီကိုထည့်ပြီးတော့ထောင်းပါမယ်ရှင်ဟင်းအင်းလေးတွေလည်းရပြီပြုတ်ထားတဲ့နှင်းလေးတွေလည်းဒီလောက်ဆိုလို့ရှိရင်တော့ကြက်ပြီပေါ့နော်ဒါဆိုဆွေတို့အေးခံထားလိုက်မယ်နော်မြစ်ကဆက်တဲ့ကိုထည့်ချက်မဲ့ကစုံရိုးလေးတွေကိုလည်းဆွေရေဆေးပြီးတော့အနေတော်လေးလှီးထားလိုက်မယ်နော် မကြည့်လားဇောဝနာနေနာချို ya vida joa ဇောဝရပြီ အေးခံထားတဲ့နှင်းလည်းအေးနေပြီဆိုတော့လေဆွေအနေတော်လေးတွေတုံထားလိုက်မယ်နော်မြစ်ကဆက်ချက်ဖို့အတွက်ပါရင်ဖြစ်စီအားလုံးလည်းအစင်သစ်ဖြစ်နေပြီဆိုတော့လေဆွေတို့ထောင်းထားတဲ့ဟင်းအင်းလေးတွေကိုစီတက်ထားလိုက်ပါမယ်ရှင်စက်တုံလေးတွေမွေးလာပြီဆိုတော့မှဆွေတို့စိမ့်စားငပိလေးထည့်ပြီးတော့စီတက်ထားလိုက်ပါမယ်ရှင်ငပိအစာငပြာကြီးလေးနဲ့လည်းချက်လို့ရရပေါ့နော်ငပိအနက်လေးမွေးလာပြီဆိုတော့မှဆွေတို့ထောင်းထားတဲ့ပစွန်ချောက်မို့လေးထည့်ပါမယ်ရှင်ပြီးရင်တော့ဒနိတကြားလေးထည့်လိုက်မယ်နော်ဒနိတကြားမရှိဘူးဆိုရင်လေရိုးရိုးတကြားထည့်ပြီးတော့လဲကြိုလို့ရရပေါ့နော်အရသာအနေနဲ့စားနဲ့အချိုမို့လေးနည်းငယ်ထည့်ပါမယ်ရှင်အရသာလေးတွေအားလုံးထည့်ပြီးပြီဆိုတော့လေဆွေတို့တုံးထားတဲ့မြင့်လေးတွေထည့်ပြီးတော့ကြော်ထားလိုက်ပါမယ်ရှင်ပြီးရင်တော့ပအုံးရီလေးထည့်ပါမယ်ရှင်မြင့်ကဆက်မှာလေပအုံးရီကမပါမဖြစ်ပဲပေါ့နော်ပအုံးရီစားမကြီးရီတို့ရှက်လက်ကရီလို့လည်းသုံးလို့ရပါတယ်ရှင်ပြီးရင်တော့ကစုံရိုးလေးထည့်ပြီးတော့အရသာရည်နဲ့တမသွားအောင်ကြော်ထားလိုက်ပါမယ်ရှင်ဆွေတို့ရဲ့မြစ်ကဆက်ကြော်အနက်လေးကမှုရင်းညာပဲ mama di haya ne no မြစ်ကစားချောနေရရှင်မဆောလား do အေးချစ်ချမလာစားလားအရသာလည်းရပြီဆိုတော့လေဆွေတို့နှမ်းလိုလေးထည့်ပြီးတော့ကြော်ပေးပါမယ်ရှင်နှမ်းလိုလေးနဲ့ဆိုတော့လေအရသာကတော့ဆစ်ဆစ်မှုမှုလေးနဲ့နေရပါတော့ဒါလို့ဆိုရင်တော့ဆွေတို့ရဲ့မြစ်ကဆက်ကြော်လေးကတော့ချက်ပါပြီရှင်နောက်ဆုံးမှဆွေတို့မဆလာလေးအုပ်ထားလိုက်မယ်နော်မြစ်ကဆက်ကြော်လေးလည်းကြက်ပြီဆိုတော့လေဆွေတို့နောက်ဆုံးမှငါးကင်ပါမယ်ရှင်ငါ့ကိုတော့မီးအေးအေးလေးနဲ့ပဲကင်မယ်နော်ငါးကင်အနံ့လေးကမှုရင်းနေရပဲဒီချိန်ဆိုရင်လေဒီငါကတော်တော်လေးစီတယ် mama di nada muita ma ဝိဇာလား muita ni mui ကင်ထားတဲ့ငါးလေးတွေကလည်းဒီလောက်ဆိုရင်ကြက်ပါပြီငါးကင်လေးလည်းကြက်ပြီဆိုတော့လေဆွေတို့ထမင်းစားဖို့ပြင်လိုက်မယ်နော်ဒီနေ့ကတော့ရာသီစားလေးတွေနဲ့ထမင်းတော်တော်လေးကိုမြင်ပါကဲဆွေတို့ထမင်းတူတူစားကြမယ်နော်အနက်လေးမွေးပြီးတော့စားလိုက်ရင်လေအရသာချိုချိုချစ်ချင်းလေးနဲ့အရန်စားလို့ကောင်းတဲ့မြစ်ကဆက်ကြော်လေးရဲ့ပူပူမွေးမွေးမြင့်ဟင်းချိုလေးတောက်ပြီးတော့ငါးကိတ်မွေးမွေးလေးနဲ့ထမင်းတူတူစားကြအောင်နော်ဆွေရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာဆွေတို့ပြန်ဆောင်ကြမယ်နော်ဘိုင်ဘိုင်